ကွဲကွာခြင်းတဲ့ဟောကိုယ်အတိုင်းမြုံလေးကိုလူတွေကအလွန်ခင်းတော့ရနော်အမြဲတူတူနေရမှာလားဘလောက်ချစ်သူကလည်းဘလောက်ချစ်ကိုကလည်းသူ့ကိုဘလောက်ချစ်အခိုက်အတန့်ပဲလေပြီးပြီဆိုတာနဲ့သူလည်းဘယ်ရောက်တော့မှမသိဘူးကိုလည်းဘယ်ရောက်တော့မှတိမှာမဟုတ်အဲ့ဒီအခြေအနေကိုစဉ်းစားကြည့်တာဘလောက်ကိုကအတိတ်ပဲမဲ့အတိတ်ပဲမဲ့အတွေးတွေနဲ့အချိန်ကုန်တယ်ဆိုတာကိုပေါ်လွင်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဆိုပါဗျာကွဲကွာရလိမ့်မယ်ခွဲခွာလိမ့်မယ်ဘလို့မှဒါကိုဦးဇင်းတို့ရှောင်လွှဲလို့မရဘူးကာကွယ်လို့မရဘူးဘဝဟာဒီတိုင်းပဲဒီအမှန်တရားကိုဦးဇင်းတို့မျက်ခြေမပြတ်ရဘူးနော်အဲ့ဒါကိုစဉ်းစားလို့ရှိရင်ဘာဖြစ်မှာတော့တဲ့အဲ့ဒါကိုစဉ်းစားလို့ရှိရင်အချင်းချင်းရဲ့အပေါ်မှာမမောတွေ့တာတဲ့ဆန္ဒရာဂကိုဖယ်နိုင်တယ်လောဘပါနော်အဲ့ဒီဆန္ဒရာဂမကောင်းတာတွေကိုဖြစ်စေတတ်တယ်ဒါကြောင့်ကွဲကွာခြင်းကိုစဉ်းစားရင်ဆန္ဒရာဂနည်းသွားမယ်သို့မဟုတ်ဖယ်ရှားနိုင်တယ်